ဲဦးဇင်းတို့ဆိုမျိုးတွေအိမ်မှာ7ပါးသီလမလုံမီမယ်လို့တရားစကားမျိုးမှာတော့7ပါးသီလမလုံဘူးလားအဲ့ဒါဘာရိတ်ခါတော့ကဲသမထလို့ခေါ်တဲ့တမာရီတည်ငြိမ်အောင်အားထုတ်တဲ့အမှုတွေလည်းမပြုဘူးလားအဲ့ဒါလည်းဘာရိတ်ခါတော့ဒါဆိုရင်ဦးဇင်းတို့ဆိုမျိုးတွေဘိုးတွေဘွားတွေရဲ့ခန္ဓာလေးကြီးပေါ်မှာတန္တရာရိတ်ခါဖြစ်တဲ့ဒါနသီလသမထဝိပဿနာတွေတင်းနေတယ်ဆိုတာသိစေခြင်းလို့ရှင်းလားဒါဆိုရင်များပါအောင်တဲ့ကိုပါမကိုသုံးရမှာသဘောပေါက်ရဲ့လားကဲကြည်စံအပယ်လေးဘုံသားတွေလည်းဘဝရိတ်ခါရှာတယ်ကိုလည်းဘဝရိတ်ခါရှာတယ်အပယ်လေးဘုံသားတွေလည်းတန္တရာရိတ်ခါမရှာဘူးကိုလည်းတန္တရာရိတ်ခါမရှာဘူးဆိုရင်ဘာမှပြောပါဘူးဘုန်းကြီးဆိုရင်နေရပ်ထားတာဒါပေမဲ့ရှင်းလားဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေဖေဒီမေတွေကြိုးစားဖို့မကောင်းဘူးလားကဲဒါနသီလသမထကြတော့သာသနာ့ဘကာလမှာလည်းမရဘူးလားကိုဝိပဿနာကြတော့သာသနာတွင်မှာပဲရှာလို့ရတာရှင်းလားဒါဆိုရင်အချိန်မရွေးရှာခွင့်ရှိသလားလောကခရီးသွားတွေလေပေါ်ရိတ်ခါတင်းသလိုဦးဇင်းတို့သန္တရာခရီးသွားတွေလည်းခန္ဓာလေးကြီးပေါ်မှာရိတ်ခါတင်ဖို့မကောင်းဘူးလားဘုန်းကြီးကလိုချင်လို့ပြောနေတာဟုတ်ရဲ့လားဘုန်းကြီးတို့ဘိုးတွေဘွားတွေဖေဒီမေတွေတန္တရာပါသွားစေခြင်းလို့ကြိုက်တဲ့လောက်လူဘုန်းကြီးလည်းထားခဲ့မှာရှင်းလားတည်သွားလို့မရဘူးထားခဲ့မှာထားခဲ့ရမှမှန်သိလို့ကိုလုံနေတာရှင်းလားဒါကြောင့်ဦးဇင်းတို့ဘိုးတွေဘွားတွေဖေဒီမေတွေဒါဆိုရင်ခရီးတွက်တဲ့ပုဂ္ဂိုလ်တိုင်းလေကြီးကခိုင်မခိုင်စစ်ဆေးဖို့မကောင်းဘူးလားကဲလေခွဲလေပေါက်ကြီးနဲ့ဟိုဘက်ကန်းကိုဖြတ်ကိုရင်လိုရာခရီးရောက်ပါမလားဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေဘိုးတွေဘွားတွေရဲ့ခန္ဓာလေကြီးကိုလည်းစစ်ရမယ်ဆေးရမယ်ရှင်းလားဒါဆိုရင်အဲ့ဒါဘာကိုပြောတာတုံးဆိုတော့သီလကိုပြောတာဘာကိုပြောပါလဲအတိတ်ကသီလအားနည်းခဲ့ရင်ဒီဘဝယောဂများတယ်ဗျရှင်းလားအဲ့ဒါလေပေါက်ကြီးနဲ့တူတာပေါ့ဒါဆိုရင်ဒီဘဝသီလမလုံရင်လည်းပဲတန်တရာကြရင်လေပေါက်ကြီးနဲ့ပဲခရီးသွားရအောင်မှာဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေဒီကနေ့မနေ့တစ်ချိန်ညတစ်ချိန်သီလတွေခံယူစောင့်တည်နေတာအဲ့ဒါလေကြီးကိုကောင်းအောင်ပြုပြင်နေတာပေါ့ရှင်းလားဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေလေအကောင်းကြီးလားအပေါက်ကြီးလားကောင်းအောင်လို့လှုပ်စေခြင်းလို့ပြောပြတာသဘောပေါက်ရဲ့လားဒါဆိုရင်ရေပြင်မှာခရီးထွက်တဲ့ပုဂ္ဂိုလ်တိုင်းကိုယ့်လေကိုခိုင်မခိုင်စစ်ဆေးရတယ်လို့သန္တရာခရီးသွားမဲ့ပုဂ္ဂိုလ်တိုင်းသီလလုံးမလုံးအောင်စစ်ဆေးရမယ်မလုံရင်တော့လေပေါက်ကြီးနဲ့ခရီးထွက်လိုရာခရီးရောက်ပါမလားလေမကောင်းရင်လိုရာခရီးမရောက်တယ်လို့သီလမပိုင်ရင်လည်းလိုတဲ့ဘုံဘဝမရောက်ဘူးရှင်းလားဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေကဘယ်ဘုံဘယ်ဘဝကိုမှန်းပြီးတော့ဒီလူကြီးကိုလှော်ကြမလဲလို့ကိုမေးဘယ်ကန်းကိုစိုက်ချင်လဲလို့ကိုမေးရှင်းလားခုနပြောသလိုပဲအနူလက်နဲ့တော့ရွှေခွက်ကိုမကင်နဲ့သဘောပေါက်ရဲ့လားဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေဘိုးတွေဘွားတွေလှေပေါက်ရင်ရေမဝင်ဘူးလားကဲဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေဘိုးတွေဘွားတွေမှာလဲခန္ဓာမှာအပေါက်ကြီး6ပေါက်ရှိတယ်အပေါက်ဘယ်နှပေါက်ရှိအဲ့ဒါကိုဓွာရ6ပါးလို့မပြောဘူးလားကဲလေပေါက်ကရေဝင်သလိုအဲ့ဒီဓွာရ6ပါးကလည်းကိလေသာရေတွေဝင်တယ်ဘာရေတွေဝင်ပါလိမ့်အဲ့ဒီကိလေသာရေတွေဝင်တာကိုဒီတိုင်းထိုင်ကြည့်နေရင်အဲ့ဒီလေကြီးမြုပ်မှလားမမြုပ်ဘူးလားဒါဆိုရင်ထိုင်ကြည့်နေလို့ရမလားဘာလို့ရမှာပါလိမ့်ပက်ထုတ်ရမယ်ပက်မထုတ်ချင်အဲ့ဒီအပေါက်ကိုပိတ်ထားလိုက်ရှင်းလားဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေမျက်စိကိုမိတ်ထားလို့ရတယ်နားကိုပိတ်ထားလို့ရလားဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေပက်ထုတ်ဖို့သာကြိုးစားကြရှင်းလားကဲအဲ့ဒီလေကြီးရေဝင်လာပြီဆိုရင်မြုပ်မှလားမမြုပ်ဘူးလားခုလည်းဦးဇင်းတို့ဆိုရင်မျိုးတွေမျက်စိကဝင်တဲ့ကိလေသာရေနားကဝင်တဲ့ကိလေသာရေနှာခေါင်းကဝင်တဲ့ကိလေသာရေပါးစပ်ကဝင်တဲ့ကိလေသာရေခန္ဓာကိုယ်ကဝင်တဲ့ကိလေသာရေစိတ်မှာဝင်လာတဲ့ကိလေသာရေတွေကိုပက်ထုတ်ရင်ထုတ်မထုတ်ရင်တော့အပယ်၄ပါးကိုအိုးထိုင်မြုပ်သွားလိမ့်မယ်ရှင်းလားဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေကဒီကန္နာလေကြီးကအပယ်၄ပါးစိတ်ကန်းကိုကတ်ချင်တာဟုတ်သလားမဟုတ်ချင်ဘာလုပ်ရမလဲပက်ထုတ်ရမယ်ဘာလုပ်ရမလဲရှင်းလားကဲပက်မထုတ်လို့ကတော့ဦးဇင်းတို့ဆွေမျိုးတွေလိုရာခကြီးရောက်ပါမလားဒါကြောင့်မလို့ဦးဇင်းတို့ဘိုးတွေဘွားတွေဖေးတွေမိတွေကို
ကြိုးစားစေခြင်းလို့ပြောပြနေတာရှင်းလားကဲဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေပိုးတွေဘွားတွေဒါတွေကိုမသိတော့ဒီကနေ့ဖြတ်တန်းလျာခဲ့ရတဲ့တက်တန်းတစ်ချောင်းပြန်ပြီးတော့စစ်တန်းထုတ်ကြည့်လိုက်တော့အဲ့ဒီအပေါက်၆ပေါက်ကဝင်တဲ့ရေတွေကနည်းနည်းလေးလားအများကြီးလားအများကြီးမို့လို့အခုလှော်တော့ရှေ့မရောက်တာပေါ့ဗျာရှင်းလားဒါဆိုရင်ဒီကနေ့သိပြီပက်ထုတ်ဖို့မကောင်းဘူးလားကောင်းတယ်ကဲလိုက်ဆိုရှင်းသားမောင်အကုသိုလ်မျိုးရိတ်ခါစိုးပယ်ချိုးပြရမည်အကုသိုလ်မျိုးရိတ်ခါစိုးပယ်ချိုးပြရမည်အကုသိုလ်ဆိုတာကြောက်ခဲနဲ့တူတယ်အကုသိုလ်ဆိုတာဘာနဲ့တူကြောက်ခဲတွေအများကြီးလေးပေါ်တင်အဲ့ဒီလေမြုပ်မှလားမမြုပ်ဘူးဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေရဲ့တဏ္ဍာမှာလည်းပဲအဲ့ဒီအကုသိုလ်ဆိုတဲ့ကြောက်ခဲတွေအောင်နည်းနည်းလေးလားအများကြီးလားသွန်ရင်သွန်မသွန်ရင်အဲ့ဒီလေမြုပ်မှာရှင်းလားအဲ့ဒီရိတ်ကတွေဦးဇင်းတို့ဆိုရင်မျိုးတွေခန္ဓာလေးပေါ်မှာတင်ခဲ့တာကလည်းဒီကနေ့အချိန်ထိအောင်ဆိုရင်နည်းနည်းလေးလားအများကြီးလားကဲအဲ့ဒီအကုသိုလ်ဆိုတာကောင်းကျိုးနဲ့ဆိုးကျိုးဘယ်ဟာကိုပေးမှာပါလဲဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေဖေတွေမေတွေအချိန်မီသေးတယ်ရှင်းလားဒီကနေ့ဝိပဿနာလုပ်တယ်ဆိုတာကိလေသာရေတွေကိုဝင်လာတဲ့ကိလေသာရေတွေကိုပက်ထုတ်တယ်လို့တင်ထားတဲ့အကုသိုလ်တွေကိုတွန်ချနေတာရှင်းလားဒါကြောင့်မြတ်စွာဘုရားရှင်ကမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေပပျောက်သွားအောင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားနေတာကိုတမ္မပဒံတရားလို့ခေါ်တယ်ဗျာရှင်းလားဒါဆိုရင်ဒီကနေ့ဝိပဿနာလုပ်တယ်ဆိုတာဝင်လာတဲ့ကိလေသာရေပက်ထုတ်တယ်လို့တင်ထားတဲ့အကုသိုလ်ကြောက်ခဲတွေကိုတွန်ချနေတယ်လို့မှတ်ဒါဆိုရင်ဦးဇင်းတို့ဆိုရင်မျိုးတွေကြိုးစားဖို့မကောင်းဘူးလားမကြိုးစားလို့ရတော့ဗျာဦးဇင်းတို့ဆိုရင်မျိုးတွေရဲ့ခန္ဓာလေးကြီးကလိုရာခရီးရောက်ပါမလားဒါဆိုရင်လွတ်မြောက်လိုသူပုဂ္ဂိုလ်တိုင်းမှန်သမျှအဲ့ဒါလို့စိတ်ထားမျိုးရှိဖို့မကောင်းဘူးလားသိအောင်ပြောပြမှာကဘသူအလုပ်ဦးဇင်းတို့ဒါဝေါရှင်းလားလိုက်နာကျင့်သုံးရမှာကနားထောင်အောင်ပြောတဲ့စကားဟုတ်ရဲ့လားသဘောပေါက်ရဲ့လားတိတိကြီးနဲ့သာဆက်သွားရဲ့ဟိုဘက်ကရောက်ပါမလားမရောက်ဘူးရေးလဲကောင်းမှတင်မြုပ်သွားမှာရှင်းလားဒါဆိုရင်ဦးဇင်းတို့ဘိုးတွေဘွားတွေဘေးတွေမေတွေဘဝကိုအတိဝင်ပြီးတော့ပြင်ကြစင်ကြတော့ဦးဇင်းရဲ့ညီငယ်ညီမငယ်တွေလည်းအတိဝင်ကြတော့ရှင်းလားအဲ့ဒါလိုမှအတိမဝင်လို့ပါတော့ဗျာဦးဇင်းတို့ဘိုးတွေဘွားတွေလူဘဝကပြန်ရင်တော့ဒုက္ခလတ်လာရောက်မှာပဲသဘောပေါက်ရလားကဲဒါဆိုရင်ဆက်ဆိုရှိသားမအောင်ကုသိုလ်အပြားပြားထိုရိတ်ခါမပါပါအောင်သိရမယ်ကုသိုလ်အပြားပြားထိုရိတ်ခါမပါပါအောင်သိရမယ်မပါပါအောင်ယူရမယ်မပါပါအောင်သိရမယ်ရှင်းလားဒါဆိုရင်ဒီကနေ့ဒါနဆိုတာကုသိုလ်လားအကုသိုလ်လားသီလကဟောဗျာသမထကဟောဝိပဿနာကဟောဒါတွေကိုကြိုးစားပွားများအားထုတ်နေရင်ဦးဇင်းတို့ဆိုဒီမျိုးတွေကိုယ်တွေဘွားတွေတန်ត្រာရိတ်ကပယ်နေတယ်လို့မှတ်ဖို့ရှင်းလားအဲ့ဒါလို့မဟုတ်ဘဲနဲ့အကြောင်းမျိုးမျိုးပြပြီးတော့ဟောအကုသိုလ်ယူနေတဲ့ပုံကိုယ်တွေရောမရှိဘူးလားဟောဦးဇင်းကိုဝေယဝိဇ္ဇလုပ်တဲ့တခါတယောက်လာလျှောက်တယ်ဘုန်းကြီးဗျာတဲ့ဦးဇင်းတပါးတဲ့တော်တော်ကိုဆိုးနေတယ်ထိုးပြစ်กว่าလို့ဘုန်းကြီးကတော့ခါကြမ်းကြမ်းပဲတော်တော်ဆိုးနေထိုးပြစ်ဘုန်းကြီးတဲ့တပည့်တော်ကတော့မကောင်းတတ်လို့ဖေရတယ်အဲ့ဒါငါစီခေါ်ခဲ့လို့ဒီတခါကြားရင်ဦးဇင်းတို့ဆိုဒီမျိုးတွေငကိုကရကတိုင်းအကုသိုလ်ပေးမှဆိုရင်သူများကိုအကုသိုလ်ပေးမှဆိုရင်မလာခဲ့နဲ့